အားလုံးပဲမင်္ဂလာပါနော်မွေးကနန်းလေးတွေဒါသုံးဖို့တဲ့မွေးကနန်းလေးတွေထိုးရပြီဒါ3ညရှိဘူးထွက်မယ်ဆိုတဲ့နိုင်ဒါပုံစံတူပေါ့နော်နှစ်ဦးမှတက်ခါဗရိတ်ကို3ညတစ်လုံးနဲ့ဗရိတ်ကို3 ည6ထွက်တယ်သူ့ရဲ့နောက်မှာကျွန်တော်တို့တက်ဗရိတ်3ရိုက်တယ်တက်ခါ3ညတစ်လုံးနဲ့ဗရိတ်ကို3 ည6အဲ့နဲ့ထည့်ရှိရမယ်ဗရိတ်3ရိုက်တယ်အဲ့လိုရိုက်တာနဲ့အဲ့နဲ့ထဲမှာဒီကတက်ခါကြောင့်တက်ထိတ်တွေတလုံးနဲ့ထွက်တယ်ထွက်တာနဲ့သူ့ရဲ့နောက်တဲ့နဲ့သူ့ရဲ့နှစ်ထဲမှာ3ညသည်နောက်ဘူးထွက်မယ်အဲ့ဒီ3ညနောက်ဘူးထွက်လို့သူ့ရဲ့နောက်တဲ့နဲ့မှာ3ညသည်ရှေ့ဘူးထွက်တယ်အဲ့တော့အဲ့နှစ်ထဲမှာဒီ2ဥပရိတ်3ကြောင့်သူ့ရှေ့တဲ့နဲ့က2ဥပရိတ်3ကြောင့်အဲ့နှစ်ထဲမှာပရိတ်3ဆိုတဲ့ကဏ္ဍကြီးသူ့ရဲ့တက်ထိတ်တလုံးနဲ့ကြာတာနဲ့ကျွန်တော်တို့တက်3 9ပရိတ်3လိုက်ကြာတယ်အဲ့တော့ဒီမှာ3တလုံးနဲ့ပရိတ်3ကိုကြည့်မယ်ဆိုသူ့ရဲ့ရှေ့တဲ့ကတက်ထိတ်ကြောင့်သူပါဝင်3ည3ည3ဒီ7တဲ့နဲ့ကဏ္ဍကြာတယ်အထောက်လေးတွေပါတယ်တော့မလို့အဲ့လိုမပြောတော့အဲ့တော့1နဲ့2နဲ့3နဲ့4နဲ့5နဲ့6နဲ့9နဲ့8နဲ့9နဲ့10နဲ့17နဲ့က3တလုံးနဲ့ပရိတ်3 3ည3ည3ကြာတယ်ပေါ့ပရမကကျွန်တော်ဒီမှာဒုတိယကမ္ဘာနဲ့ဥမာတက်ခါအဲ့တော့ဗရိတ်ကိုအဲ့ဗရိတ်ကိုဒီ3ညတလုံးနဲ့ပရိတ်ကိုကြာတယ်သို့တော့အဲ့နေထဲမှာအစောရလို့ပဲ630လဲအဲ့နေထဲကြာရမယ်ပေါ့ဒီကဏ္ဍလေးလို့အဲ့လိုကြာတယ်ကျွန်တော်တို့2ဦးတက်ခါဗရိတ်ကိုရိုက်တာနဲ့3ညတလုံးနဲ့ဒီနေရာမှာ3ည8ကဗရိတ်3ရိုက်တယ်နော်အဲ့လိုဖြစ်တာနဲ့ဒီတက်ခါဗရိတ်ကိုဗရိတ်3ကြောင့်ကျွန်တော်တို့ဒီတက်ခါကိုအဲ့နေထဲမှာတက်ထိတ်ကတလုံးနဲ့ကြာတယ်ပေါ့အဲ့ရနောက်တဲ့မှာ3 9တက်ဆိုတဲ့ပရိတ်3လေးရိုက်တယ်။ဘာကြောင့်လဲဒီ2ဦးမှာပရိတ်3ကြောင့်3 9တက်ပရိတ်3ကြာတယ်။အဲ့တော့အဲ့ဒီထဲက3တလုံးနဲ့ပရိတ်3ကိုသူ့ရှေ့တိုင်ကြည့်ပါမယ်ဆိုရင်သူပါဝင်1နဲ့2နဲ့သူ့ရှေ့တက်ထိတ်ကြောင့်သူပါဝင်7နဲ့ပေါ့နော်1နဲ့2နဲ့3နဲ့4နဲ့5နဲ့6နဲ့9နဲ့10နဲ့9နဲ့10နဲ့7နဲ့ကဒီပရိတ်3လေးကိုရှိနေတယ်ပေါ့တတိယကအဲ့2ဦးမှာတက်ခါပရိတ်3ဒီမှာ3ည6 3နေတယ်နှစ်ဦးတက်ခါကနေဗရိတ်ကို3ည6 3သူ့ရဲ့ဆောင်မှာဗရိတ်3အဲ့တော့တက်ခါဗရိတ်ကို3ညတလုံးနဲ့3ည6 3ရိုက်နှစ်ဦးမှာဗရိတ်3ရိုက်ခဲ့လို့ဒီတက်ခါကိုအဲ့ဗရိတ်3ရိုက်တဲ့ဒီမှာတက်ထိတ်သည်တလုံးနဲ့ထွက်တယ်ထွက်တာနဲ့အဲ့နှစ်ထဲမှာ3ညသည်နောက်ဘူးထွက်တယ်အဲ့ဒီနောက်ဘူးထွက်လို့သူ့ရဲ့နောက်3ညသည်ရှေ့ဘူးထွက်ရမယ်လို့ရှင်းပြတယ်ထွက်သွားတယ်ပေါ့ဒီလိုဆိုဒါတော့ဒီနေ့ထွက်သွားတဲ့ကဏ္ဍတွေကကျွန်တော်တို့ဗရိတ်3မကြသေးဘူးအဲ့ဒါဆိုရင်သူ့ရှင်းတွေကတက်ထိတ်တလုံးကြလို့သူပါဝင်7နဲ့စုပ်ပြအောင်3တလုံးနဲ့ပါမယ်ပေါ့လေ1နဲ့2နဲ့3နဲ့4နဲ့5နဲ့6နဲ့9နဲ့10နဲ့9နဲ့10နဲ့17နဲ့17နဲ့ဒီမှာ3 6လေးဒီနေ့ထဲမှာ3တလုံးနဲ့ပရိတ်3ကဒါပဲရှိတာပေါ့အဲ့တော့ပြောချင်တဲ့ message က3 6လေးရဲ့3 9တက်ရဲ့ပေါ့နော်အဲ့ဒါကတော့သူ့ကိုပုံစံတူကဒီလိုရှိတယ်ပေါ့နော်ဒီနေရာမှာဟိုပေါ့အတွဲလိုက်ပေါင်းစရာမျိုး380 3 3ညာတွေဒီနေ့နဲ့3နဲ့4နဲ့4 3ညာတွေဒီနေ့နဲ့3နဲ့4နဲ့5 3ညာတွေဒီနေ့နဲ့3နဲ့4နဲ့6 3ညာတွေဒီနေ့နဲ့3နဲ့4နဲ့9 3ညာတွေအဲ့လိုရတယ်လို့ဒါမျိုးလေးရှိတယ်ပေါ့နော်ဒီနေ့ထဲမှာတဲ့နောက်ပေါင်းနဲ့ဒီ50ခုတပည့်နဲ့ပင်3ပဲနောက်ပေါင်းနဲ့ဒီ93တပည့်နဲ့ပင်3ပဲနောက်ပေါင်းနဲ့ဒီ85 50ခုတော့ဖြစ်85နောက်ပေါင်းနဲ့တပည့်နဲ့ပင်3ပဲ93နောက်ပေါင်းနဲ့တပည့်နဲ့ပင်3ပဲ85နောက်ပေါင်းတပည့်နဲ့ပင်3ပဲဒီနားမကဘူးဒါပေမဲ့သို့တော်ဒီနေ့ထဲမှာ93အတွက်ထွက်ရမယ်တကယ်ထွက်သွားတယ်ပေါ့နော်အဲ့တော့85ပြီးတော့93ပြီးတော့85 85ပြီးတော့93အတွက်ထွက်ရမယ်အဲ့လိုလေးအလားတန်ရှိသလိုရှိမှာပေါ့နော်10ဘွက်ဖြစ်ပေးတာလေးရှိသလိုအဲ့တော့ဒီနေရာမှာလဲသူ့ပင်ချိတ်ကို3ကတ်ကနေကျွန်တော်က2ကတ်ဖြတ်ပြမယ်ဗျအဲ့တော့ပထမဒီမှာ61ရှိရွယ်1နဲ့2နဲ့3နဲ့4နဲ့5နဲ့51ရှိရွယ်အဲ့ကနေ1နဲ့2နဲ့3နဲ့4နဲ့5နဲ့41ရှိရွယ်ဒါဆိုရင်1နဲ့2နဲ့3နဲ့4နဲ့5နဲ့31ရှိရွယ်ဦးမလားပေါ့နော်ဟုတ်ပြီပရမကို61ရှိရွယ်ဒီမှာနောက်ပေါင်း8နဲ့9နဲ့နောက်ပေါင်းခွန်1လို့ခါတာနဲ့61ရှိရွယ်ဒီ9လို့ပိတ်4လို့ပိတ်5လို့ပိတ်အပိတ်3လုံး4နဲ့ရိုက်တယ်နောက်တစ်ခါ1နဲ့2နဲ့3နဲ့4နဲ့5နဲ့60တက်ပြီးတော့ဒီမှာ4နဲ့3နဲ့နောက်ပေါင်းခွန်တက်ခါလို့ထည့်တာနဲ့60တက်ပြီး50တက်ရှိရွယ်သည်3ညလို့ပိတ်အဲ့တော့1လို့ပိတ်4လို့ပိတ်အပိတ်3လုံးက4ပြီးတော့5နဲ့ရိုက်တယ်တတိယ1နဲ့2နဲ့3နဲ့4နဲ့5နဲ့60တက်50တက်ပြီးတော့40တက်အဲ့နောက်ပေါင်းခွန်လို့ရိုက်တာနဲ့တက်ခါလို့ထည့်တာနဲ့40တက်ရှိရွယ်သည်ခွန်လို့ပိတ်
1လို့ပိတ်8လို့ပိတ်အပိတ်3လို့4 5ပြီးတော့6ပေါ့နော်ဒါဆိုရင်သူ့လိုပဲ1နဲ့2နဲ့3နဲ့4နဲ့5နဲ့မှာဒီမှာနောက်ပေါင်းခွန်ထောက်သည့်အတွက်ဒီနေရာမှာတက်ခါနဲ့30တဲ့အတွက်ကိုသူ့လိုပဲ4 5 6ခွန်ဆိုလို့ရှိရင်3ညလို့ပိတ်8လို့ပိတ်6ပိတ်မှာသာလဲကျွန်တော်တို့ကခွန်ဖြစ်မှာပေါ့အဲ့လို30တက်ရှိရဲဆိုရင်3 1 9ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ဒီပုံတန်တူရောက်ကတ်တွေရှောက်မကြည့်နေချင်ဘူးပေါ့ဗျာသူ့တန်ဒီအတွဲလေးဟိုကနှစ်ချတိုက်ကလေးပေးမယ်ဆိုရင်ပေါ့နော်ဗဒမကလို့ပဲနောက်ပေါင်းခွန်တက်ခါ61ရှိရဲသည်အပိတ်3လုံး4ပင်ကြာကနောက်ပေါင်းခွန်တက်ခါ51ရှိရဲအပိတ်3လုံး5နောက်တစ်နှစ်နောက်နှစ်ချကိုက်ပေါ့နော်နောက်ပေါင်းခွန်တက်ခါ41ရှိရဲအပိတ်3လုံး6နောက်တစ်ခါနှစ်ချကိုက်ဒီမှာနောက်ပေါင်းခွန်ထောက်သည့်အတွက်အဲ့တော့တက်ခါအဲ့လို31ရှိရဲဒါဆိုရင်အပိတ်3လုံး4 5ပြီးတော့6ခွန်ဆိုရင်3ညပိတ်8ပိတ်ဆို9ပိတ်မှာအဲ့တော့3တက်9တဲ့ပေါ့ဗျာအဲ့ဒါကို3ကတ်ရှိတာကို4ကတ်ရှိတာကို2ကတ်နဲ့ဖြတ်မယ်ဆိုရင်နောက်ပေါင်းခွန်လို့အပိတ်နောက်ပေါင်းခွန်လို့ပိတ်တာနဲ့51ရှိရဲသည်အပိတ်3လုံး5အဲ့လိုနောက်ပေါင်းခွန်လို့ပိတ်တာနဲ့41ရှိရဲသည်အပိတ်3လုံး6နောက်ပေါင်းခွန်နော်ခွန်လို့ပိတ်တာနဲ့ကျွန်တော်တို့31ရှိရဲသည်အပိတ်3လုံးခွန်ဆိုရင်6ပိတ်ပေါ့ဗျာအဲ့တော့ခုနကကျွန်တော်ပြောတဲ့364ရယ်နော်ဗာလဲ319ရယ်ပေါ့နော်မွေးကနန်းလေးထိုးရပြီဆိုတဲ့အကြောင်းပေါ့ဗျာအဲ့ဒါလေးတွေလာပြောတာဒါတော့ထွေထူးထူးပေါင်းတာကိုယူဆကြည့်တာပေါ့နော်အဲ့ဒါလေးတွေဒါတော့လိုရင်းလွယ်ရင်းကိုချပြတာပေါ့နော်အဲ့တော့391ဆိုတဲ့ကဏ္ဍကိုနောက်တစ်လိုင်းလဲကျွန်တော်ပြပေးအောင်ပါပေါ့နော်391ဆိုတဲ့ကဏ္ဍဟုတ်ကဲ့ဒီလောက်ပါပဲနော်